မိဘတွေကဝက်သားပြ6အမဲသားပြ6တွေဟာဟာရမဖြစ်တဲ့အစားအစာတွေလို့ထင်ကြပါတယ်။တကယ်တော့မက်တော်နယ်တို့ KFC တို့ထက်အစတရာပိုတန့်ရှင်းကြပါတယ်။တကယ်သူတို့ထုတ်လုပ်ပုံကိုကြည့်လိုက်မယ်ဆိုရင်တင်မင်တက်သွားပါလိမ့်မယ်။မနက်တိုင်းအလုပ်သမားတွေဟာအသားပမာဏအများကြီးကိုကင်တွယ်ရပါတယ်။အသားရဲ့အယောင်ဆင်းကိုကြည့်ုံနဲ့ဘလောက်လက်ဆက်တလဲသိနိုင်ပါတယ်။အသားမှာကတ်နေတဲ့အကြောတွေအရွတ်တွေကိုဓာတ်နဲ့လှိဖြက်ကဖယ်ရှားရပါတယ်။အဲ့ဒီနောက်အထူပါညီအလွှာလေးတွေဆက်နဲ့လှိဖြက်ပါတယ်။အထူပါမညီရင်လည်းအချောက်ခံတဲ့အခါအချောက်မညီတာဖြစ်နိုင်ပါတယ်။နေ့စုတန်ရာပေါင်းများစွာပြုလုပ်ရပြီးရောင်းမလောက်ပါဘူး။အရသာကောင်းမွန်စေဖို့အလုပ်သမားတွေဟာနှစ်ပေါင်းများစွာအရသာပြောင်းလဲခြင်းမရှိတဲ့ဟင်းခတ်အမွှေးကြိုင်နဲ့အရသာမုံများကိုထည့်ပါတယ်။ဓာတုအနက်အရသာမပါဝင်ပါဘူးစက်ကြီးများနဲ့အဆက်မပြတ်လက်ပေးနေတာကြောင့်အရသာအည်များဟာအသားမြင်များကြားစိတ်ဝင်သွားပါတယ်အစင်းတင်းဖြစ်တာနဲ့အသားတွေကိုထုတ်ကာတလွာချင်းစီဝါးပန်းများပေါ်ခင်းပါတယ်အပူချိန်ညီမျှသေးချစွာရရှိစေပြီးအချောက်ခံပါတယ်ထို့နောက်အပူချိန်ဖြင်းညင်းစွာပေးကနာရီပေါင်းများစွာကြာအောင်ချောက်ခံပါတယ်အဆိုဓာတ်တွေတဖြည်းဖြည်းချောက်တွေ့ကအသားရဲ့အနံ့ရတာကမွေးပြန့်စွာကြံရစ်ခဲ့ပါတယ်ဒါပေမဲ့အလုပ်သမားတွေအတွက်ကတော့တကယ်စိန်ခေါ်မှုတစ်ခုပါပဲရေဓာတ်ခန်း6ချင်းနဲ့သတိလစ်မေ့မျောခြင်းမှကာကွယ်နိုင်ဖို့အကာအကွယ်များဝတ်ဆင်ထားရပါတယ်။တလွာချင်းအပြစ်နာစာစစ်ဆေးကပျော့လုံးမလုံးနဲ့အသားပြားတွေကိုပယ်ထုတ်ပါတယ်။ကျန်တာတွေကိုအရွယ်စားတပုံစံနဲ့ဖြစ်ပါတယ်။ကိုက်လိုက်တိုင်းမှာသူ့ရဲ့နူးညံ့မှုကတသက်ထဲဖြစ်နေစေပါတယ်။အဲ့ဒီနောက်မိဖို့တဲ့တစ်စက္ကန့်လောက်ဖြတ်တန်းစေကပိုးသက်တန့်စင်ပါတယ်။နောက်ဆုံးမှာတော့အသား6တွေဟာမူလရဲ့30%ပဲကျန်ပါတော့တယ်။ဒါကြောင့်ဈေးကြီးကလူတွေငန်းမရဝယ်ယူကြပါတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာပဲဖြစ်ပါတယ်။